YG Entertainment ရဲ့ Gay Group တစ်ကပထမဆုံး member Evely မေ25မှာ YG Entertainment ကသူတို့ရဲ့အဖွဲ့ဝင်၄ယောက်ပါဝင်သွားမဲ့ Gay Group အသစ်အကြောင်းကိုကြေညာသွားတဲ့အခါပြည်သက်တွေကြားမှာအုတ်အော်တောင်းနှင်းဆွေးနွေးစရာတစ်ခုဖြစ်လာခဲ့ပါတယ်။မေ29မှာတော့ YG Entertainment ကသူတို့ရဲ့ Instagram ကနေတဆင့်ပထမဆုံး member ကိုစတင်ကြေညာသွားဖို့ကောင်တောင်းရေးတွက်လာတဲ့အခါပြည်သက်တွေလည်းစိတ်လှုပ်ရှားမျှော်လင့်ဆောင်စားနေကြပါတယ်။မေ28တကောင်ရန်ကိုကူးပြောင်းသွားတဲ့အချိန်မှာတော့ YG ရဲ့ Twitter မှာပထမဆုံး member အသက်15နှစ်အရွယ် Australia သူလေး Evely ကိုမိတ်ဆက်ပေးလာခဲ့ပါတယ်။ Evely ဟာသူ့ရဲ့အရေးချင်းတွေကို Dolce ရဲ့ Nose Please နဲ့ထုတ်ဖော်ပြသခဲ့ပြီးပြည်သက်တွေကတော့ကောက်မလေးဟာအဖွဲ့ရဲ့ rapper ဖြစ်လာမယ်လို့ခန့်မှန်းနေကြပါတယ်။ဒါပေမဲ့ Evely က all rounder ဖြစ်နေပြီး YG မှာ2နှစ်လေ့ကျင့်ထားသလို leader လို့လည်းပြောနေကြတဲ့အတွက်အားလုံးရဲ့အာရုံစိုက်ခြင်းကိုခံနေရပါတယ်။ပြည်သက်အများစုကအသက်15နှစ်ပဲရှိသေးတဲ့ကလေးလေးတယောက်ကိုပွဲဥထွက်ပေးမယ်ဆိုပြီးအခုလိုမိတ်ဆက်လာတဲ့အတွက် YG Entertainment ကိုဝေဖန်နေကြပါတယ်။ Idol တွေအတွက်ငငယ်ရွယ်ရွယ်နဲ့ပွဲဥထွက်ရတယ်ဆိုတာထူးဆန်းနေတာတော့မဟုတ်ပါဘူး။ Baby Monster ရဲ့ Chiquita ကလည်းငငယ်လေးနဲ့ပွဲဥထွက်ခဲ့တာဆိုပေမဲ့ K-pop blogger ရဲ့ခက်ချန်ချန်နယ်မှုတွေကြောင့်ပြည်သက်တွေကတော့စိတ်ပူနေကြတော့ဖြစ်ပါတယ်။တချို့ကလည်း Evely ဟာငယ်ရွယ်လွန်းနေပြီးသူ့ရဲ့အရေးချင်းတွေကတခြား YG artist တွေကိုမမီသေးကြောင်းပွပွလင်းလင်းဝေဖန်ပြောဆိုနေကြပါတယ်။အတော်များများကတော့ဒီသချင်းဟာငယ်ရွယ်လွန်းတဲ့ကလေးတွေအတွက်မသင့်တော်ဘူးလို့စိတ်ပူပန်နေကြပါတယ်။ကြည့်ရှုပေးကြတာကျေးဇူးတင်ပါတယ်ရှင်။